Calafiori ရဲ့ပြောင်းရွှေ့ခြင်းကို Arsenal အသင်းဟာ Real Madrid အသင်းကနေခေါ်ယူဖို့စိတ်ဝင်စားနေတဲ့နောက်ခံလူ Calafiori ရဲ့ပြောင်းရွှေ့ခြင်းကိုပေါင်68တန်းသတ်မှတ်ထားတယ်လို့အင်္ဂလိပ်မီဒီယာတွေကဖော်ပြခဲ့ပါတယ်။ဒီလစ်ဘောလုံးရသည့်အစားကမှဘိုလော့ဂနာအသင်းကနေ Arsenal အသင်းကိုပြောင်းရွှေ့ခြင်းပေါင်42တန်းနဲ့ရောက်လာခဲ့တဲ့ Calafiori ဟာ Arsenal မှာပုံမှန်ပွဲထွက်ခွင့်ရဖို့ကိုရုန်းကန်နေရတဲ့သူပါ။ Arsenal နဲ့9နှစ်သက်တမ်းစာချုပ်ချုပ်ဆိုခဲ့တဲ့ Calafiori ဟာလက်ရှိအချိန်ထိ Premier League 17ပွဲသာကစားခွင့်ရထားပါတယ်။နီးပြအာဒီတာကလူငယ်နောက်ခံလူ Skelly ကိုဦးစားပေးအသုံးပြုနေရကိုလည်း Calafiori ကမကျင်တဲ့ဖြစ်နေရလို့သတင်းတွေထွက်ပေါ်နေခဲ့ပါတယ်။ Real Madrid အသင်းဟာ Saliba ကိုခေါ်ယူဖို့စိတ်ဝင်စားနေပေမဲ့ Arsenal ကရောကာယကရှင် Saliba ကပါပြောင်းရွှေ့ဖြစ်မှာမဟုတ်ဘူးဆိုပြီးတော့မှယတိပြတ်ညင်းဆိုထားပါတယ်။အဲဒါကြောင့် Real Madrid က Calafiori ကိုမျက်စိကျနေတာဖြစ်ပြီးတော့ Arsenal ကလည်းတိုက်စစ်မှုသစ်ခေါ်ဖို့ကိုပတ်စံလိုနေရကြောင့်သူတို့တောင်းဆိုတဲ့ပြောင်းရွှေ့ခြင်းရမယ်ဆိုရင်ရုပ်ထုံသွားဖို့ဆန္ဒရှိနေတယ်လို့လည်းသိရပါတယ်။ပြည်သက်တွေကဘယ်လိုထင်လဲ Calafiori ကိုရောင်းထုတ်တင်တယ်လို့ထင်လားဆက်ထားတင်တယ်လို့ထင်လားလီဗာပူးသွင်းခဲ့တဲ့ဂိုးကကျွန်တော်ဘဝရဲ့အရေးပါဆုံးဂိုးပါမန်ချက်စတာယူနိုက်တက်ရဲ့လူငယ်ကစားသမားအာမတ်ဒီယာလိုကမနေ့ကမတ်လ18ရက်နေ့ကOld Trafford ကွင်းမှာလီဗာပူးကို 4-3 နဲ့အနိုင်ရခဲ့တဲ့ FA ဖလားကွာတာဖိုင်နယ်မှာသွင်းဂိုးယူခဲ့တဲ့အနိုင်ဂိုးဟာသူ့ဘဝရဲ့အရေးပါဆုံးဂိုးဖြစ်ပါတယ်လို့ဖွင့်ဟခဲ့ပါတယ်။အာမတ်ဟာ2021ခုနှစ်ထဲကအတလန်နာအသင်းကနေ United အသင်းကိုပြောင်းရွှေ့ခြင်းပေါင်38တန်းနဲ့ရောက်လာခဲ့တာပါ။ဒါပေမဲ့အာမတ်ဟာ United မှာကစားခွင့်မရဘဲနဲ့ Rangers နဲ့Sunderland အသင်းတွေမှာ200ရာသီဇက်တိုင်းအငှားထွက်ပြီးတော့ကစားခဲ့ရပါတယ်။မနေ့ကဘောလုံးရာသီမှာတော့အာမတ်ဟာ United အသင်းမှာကစားခွင့်ရလာပြီးတော့ FA ဖလားကွာတာဖိုင်နယ်မှာလီဗာပူးကိုသွင်းယူခဲ့တဲ့အနိုင်ဂိုးဟာသူ့ဘဝကိုအလှည့်အပြောင်းဖြစ်စေခဲ့တာပါ။ United ရဲ့မဂ္ဂဇင်းဖြစ်တဲ့ Inside United နဲ့ပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာအာမတ်ကလီဗာပူးကိုသွင်းခဲ့တဲ့ဂိုးကကျွန်တော်ဘဝရဲ့အရေးပါဆုံးဂိုးပါ။အဲဒါကြောင့်ကျွန်တော်ခြေစွမ်းကိုပြည်သက်တွေတတိပြုမိခဲ့ကြတယ်အသင်းမှာကစားခွင့်ပိုရခဲ့တယ် United ကိုကိုစားပြုပြီးတော့မှကစားခွင့်ရခဲ့တဲ့အချိန်တိုင်းကအရန်ကိုဂုဏ်ယူမိပါတယ်ဆိုပြီးတော့မှလည်းဖွင့်ဟခဲ့ပါတယ်ကဲအမတ်ရေနောက်ထပ်အဲ့လိုမျိုးဂိုးတွေအများကြီးသွင်းနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်အန်တိုနီကိုအလိုရှိနေရဆိုတဲ့ဘိုင်ယန်မြူနစ်ဂျာမန်ထိပ်သီးကလပ်ဘိုင်ယန်မြူနစ်ဟာမန်ချက်စတာယူနိုက်တက်ရဲ့အပယ်ခံစပိန်ကလပ်ရီယယ်ဘက်တစ်မှာယာတီအကုန်အထိအငှားထွက်ကစားနေတဲ့တောင်မန်ကစားသမားအန်တိုနီကိုအပိသက်ခေါ်ယူဖို့စိတ်ဝင်စားနေရလို့ဘောလုံးဂျာနယ်လစ်ရိုမာနိုကဖွင့်ဟခဲ့ပါတယ်အန်တိုနီယာ2022ခုနှစ်တုန်းက AJS အသင်းကနေ United ကိုပြောင်းရွှေ့ခြင်း85တန်းနဲ့ရောက်လာခဲ့တာပါဒါပေမဲ့အန်တိုနီကထင်သလောက်ခြေစွမ်းမပြနိုင်ခဲ့ဘဲနဲ့ United အတွက်ကစားခဲ့တဲ့ပြိုင်ပွဲစုံ66ပွဲမှာ12ဂိုးသာသွင်းနိုင်ခဲ့ပါတယ်။ United ကိုအသွင်ပြောင်းဖို့ကြိုးစားနေတဲ့နီးပြအမိုရင်ကအန်တိုနီကိုဘတ်တစ်အသင်းမှာအငှားချခဲ့ပေမဲ့အန်တိုနီဟာဘတ်တစ်မှာထင်ထားတာထက်ခြေစွမ်းပိုပြနိုင်ခဲ့ပြီးတော့မှအချိန်တိုတွင်းမှာပြည်သက်အချစ်တော်ကစားသမားတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ဘိုင်ယန်မြူနစ်ကသာတင့်တော်တဲ့ကြေးတစ်ခုနဲ့ကမ်းလှမ်းလာခဲ့မယ်ဆိုရင် United ဘက်ကအရှုံးခံရောင်းချသွားဖို့ဆန္ဒရှိနေပေမဲ့ဘတ်တစ်ဘက်ကလည်းအန်တိုနီကိုအငှားစာချုပ်တစ်နှစ်သက်တမ်းတိုးပြီးတော့မှအသင်းမှာဆက်ခေါ်ထားဖို့ပြင်ဆင်နေလို့လည်းသိရပါတယ်။အန်တိုနီကလည်းတော့ရီးစားကဆွန့်ပစ်လိုက်တော့မှပဲဝိုင်းဝိုင်းလဲနေကောင်လေးလိုပဲ။